romantic လားဒီမှာတော့ကြီးရတယ်ဒီတော့ဆိုတော့ဆိုတော့ဒီမှာဗီဒီယိုရိုက်မှုဒီတော့ဝင်မှာရောင်းလားဟိုင်းရေလို့ဒီကွာနေပုံပြပါလို့နော်ဂရနီတော့ကြောက်နေတယ်လို့မင်းကဂိမ်းမှာဆိုခွေးရုပ်ပြည့်ကြီးပေါ်လာလို့ထွက်ပြီးတော့ဟိုလိုမျိုးငါပြောမှာကွာပြောင်းမှာအားလုံးပဲနေလာတော့ခင်ဗျာရေခဲကြောင်အေးလေးလာပါရโอเคပါရေခဲကြောင်အေးပြောတဲ့နင်းမှာတော့မဆော့ပြပဲဆိုပြောအဲ့ဒါပဲရတယ်ကျွန်တော်ဒီနေ့ကတော့ Mobile Legend မဟုတ်တဲ့ Mobile Legend ဆိုတာရပါတယ်နာကြီးရအားပေးပါအောင်လို့ကိုလင်းချအောင် line နဲ့ကိုလင်းချလေးကြောင်ရေ line နှိပ်ပါအောင်လို့ပေါ့စား line နဲ့အောင်နှိပ်ပါပြီးရင်ညာရချင်ပါလေမရတော့ဒီလေးထိုးမယုံဟာတဲ့လောက်ပြုံးလောက်လွယ်လေးတော့မလုပ်တော့ရုပ်လောက်ပြုံးအကိုအတောင်ဆုံးပြီးတိုးချလိုက်အဲ့ဒါမှကိုဗီဒီယိုရိုက်ရတယ်မှာအဲ့ဒီတန်မပါမှာအဲ့ဒါမှကိုအတန်ကြားမှာဒီလားအဲ့ဒီလိုမျိုးလားဟုတ်တယ်အဲ့လိုမျိုးဆုံးချလိုက်အဲ့ဒါမှဗီဒီယိုရိုက်တဲ့အချိန်မှာကိုအတန်ပါအတောင်အကျယ်ဖွင့်လာကြာပါသူစကားများတယ်ငါပဲကြာစကားများတော့သွားပြီးချုပ်တယ်နီပို့ကဲကျွန်တော်ဒီနေ့ကတော့ရွာလေးကိုလေးစစ်လေးဆော့ပြမယ်ဒီစာအုပ်တီးကြလားလက်စစ်လေးဆော့ပြမှာဖြစ်ပါတယ်ဒီစာအုပ်တီးကြလားတော့မသိပါဘူးဒီစာအုပ်တော့တီးမှထင်ပါပဲဒီစာကလာဘူးရုပ်ကိုင်းကြလို့လာဘူးရုပ်ကနာမည်ကြီးတော့ပါအမှန်ဆိုနာမည်တောင်ကြီးမှာမဟုတ်ပါဘူးโอเคပါကျုံကြည့်ရပါဘောတော့အိုးရော်ကျွန်တော် hero တကောင်ပေါက်ပါတယ် subscriber 100နဲ့နှစ်ကိုတိုင်းရပဲเนาะအဲ့ဒါကြောင့် subscribe လေးတွေကျွန်တော်တုံးကြည့်အောင်ဘာ skin လေးရမယ် oh my god မိုင်းရဗျတော့ချောင်းရတယ်ဖွင့်မယ် bro ဖွင့်မယ်စမယ်ကွာပို့ဘာလေးရမလဲဗျကြီးမယ်ကွာရပါတယ်ခင်ဗျာကွာခေါ်နေဦးထုတ်ကြီးဘာလဲရကဲကျွန်တော်စကင်တကောင်ထည့်ရမှာတော့ကြည့်လိုက်မယ်နင်တို့သားရဲ့ဘာလေးရမလဲငါလာပြီ oh my god franco ရေကအပေါ်မှာဘာရှည်လှက်လိုက်အေးရေလောင်းနော်ဆရာကြီးမတည့်ရပြန်စော်နေမတည့်ရပြီစော်မစတစ်ကာအေးမရေပါဆိုလို့မအေးပါတော့ What do you want to have for dinner? What do you have for dinner tonight? My dinner tonight probably BBQ, Korean BBQ. Question you want to အဲ့ဒါလား What is your ဒီမှာ favorite? တချို့ဟာရအဲ့လိုကြောက်လို့ရှိရင်အဲ့ဒါဂျင်းနေ ask? Question. ဘယ်ဂျင်းလဲ For the music, maybe something like Lady Gaga or something? ဂျင်းက3ခုလောက် Music, like Madonna? Or what do you want to ask for the next person? What's their favorite thing to do in Bangkok? You're an artist? Ask one question to the next person. ဟာသွားပြီ What's your favorite hobby? I play a lot of instruments, so I would say my hobby is ဟာလေဘာလိုက်ရှာနေလင်းတူတာတော့လို့ကျွန်တော်ခက်ခါချီစကင်လေးရတာဖြစ်ပါလေခက်ခါချီစကင်အပိုင် တော့ပါတယ်တဲ့ကျေးဇူးပါလို့ ခက်ခါချီစကင်အပိုင်ရတာဖြစ်ပါလေโอเค Oh my god ဘာလဲဆိုကြည့်လို့ပြောတော့ပါ